တကြမှာယေဆူမှာထက်ပူကြောက်ဖို့ကောင်းလာတာပါလေဒီလားအပြင်မှာပတောက်တွေပွေနေတယ်ရေပက်တန်တွေဆူညံနေတယ်ဒါပေမဲ့ဒီနေ့ခေတ်လူငယ်တန်းပေါင်းများစွာရဲ့တကြဟာအပြင်မှာမဟုတ်ပဲငါးလက်မအရွယ်ဖုန်းမျက်နှာပြင်ထဲမှာပဲပိတ်မိနေကြတာတွေ့ရပါတယ်ကျွန်တော်တို့ရိုးရာကိုထိမ့်သိမ့်နေတာလားဒါမှမဟုတ်ဖုန်းထဲမှာပဲယဉ်ကျေးမှုပြတိုက်တစ်ခုတီးဆောက်နေကြတာလားတကြရဲ့တကယ်မဆူတော့တဲ့အနာဂတ်ဟာဘလောက်ထိခြောက်ခြားဖို့ကောင်းလဲဆိုတာဒီနေ့ဆွေးနွေးသွားပါမယ်အစီအစဉ်လေးမစခင်ကျွန်တော်ရဲ့ Recap Hub Channel လေးကို Subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါရစေ။ဘာကြောင့်လဲဆိုတော့ဒီ Channel လေးကနေနိုင်ငံတကာမှာနာမည်ကြီးထွက်ရှိနေတဲ့ရုပ်ရှင်ဇာတ်ကားတွေအကြောင်းနဲ့ဒီလိုအသိပညာဖူးတာရဆရာတွေကိုအမြဲတင်ဆက်ပေးနေတာကြောင့်ဖြစ်ပါတယ်။အစီအစဉ်လေးစလိုက်ရအောင်။လက်ရှိမြန်မာနိုင်ငံရဲ့လူဦးရေစီးနဲ့အင်တာနက်အသုံးပြုမှု data အချက်လက်တွေကိုအခြေခံပြီးတွက်ချက်ကြည့်မယ်ဆိုရင်စိုးရင်စရာကောင်းတဲ့ပမာဏတစ်ခုကိုတွေ့ရှိရမှာဖြစ်ပါတယ်။အဲ့ဒါကonline ပေါ်မှာပဲအချိန်ကုန်နေတဲ့မြမလူငယ်တို့ဟာနိုင်ငံလူဦးရေရဲ့10တန်းကျော်ရှိနေကြတယ်ဆိုတဲ့အချက်ပါပဲလက်ရှိမြန်မာနိုင်ငံမှာ social media အသုံးပြုသူ25တန်းကျော်ရှိတဲ့အထက်က80%ကျော်ဟာလူငယ်တွေဖြစ်ပါတယ်လူငယ်10တန်းကျော်ဟာတကြံကာလမှာအပြင်ထွက်ဆင်နွှဲတာထက်ဖုန်းမျက်နှာပြင်ပေါ်က content တွေကိုကြည့်ပြီးအချိန်ကုန်ဆုံးနေကြပါတယ်လုံခြုံရေးအခြေအနေစီးပွားရေးကြက်တဲမှုနဲ့ခေတ်ရည်စည်းကြောင်းပြောင်းလဲလာမှုတွေကြောင့်လက်တွေ့ဘဝphysical engagement ထက် digital ပေါ်မှာပဲပုံအောင်နေကြတာဖြစ်ပါတယ်။သူတို့ဟာမုတ်လုံးရဲ့ပေါ်လုံးနေတဲ့ပုံတည်ပေမဲ့မုတ်လုံးကိုတကယ်မစားသလိုဖျားเจ้าကန်သွားတဲ့ပုံတည်ပေမဲ့ဝုပြုဆုတောင်းတာမျိုးတကယ်မလုပ်ကြတော့ပါဘူး။မြန်မာ digital အသုံးပြုမှုဟာပန်းဖြေမှု entertainment မှာ90%ကျော်ရှိနေပြီးဗဟုသုတရှာဖွေမှုမှာအလွန်နှေးပါနေတာကြောင့်ရိုးရာအသိပညာဟာ online မှာအလှပြတတ်တာကြံပါတော့တယ်။ယဉ်ကျေးမှုတစ်ခုဟာစာအုပ်ထဲမှာကြံခဲ့ရင်တည်ဆုံးတာမဟုတ်ပါဘူး။လူတွေရဲ့လက်တွေ့ဘဝအထဲကနေပျောက်ကွယ်သွားမှတည်ဆုံးတာပါအခုမြန်မာလူငယ်တောင်းပေါင်းများစွာဟာတကြံကိုလက်တွေ့မစင်နွှဲကြတော့ပဲဖုန်းထဲမှာပဲကြည့်နေကြတာဟာကိုချင်းစာတရားပျောက်ဆုံးခြင်းပုံမကြီးမားလာနိုင်ပါတယ်အချင်းချင်းယေရှုခံပြီးရေမောခဲ့ကြတဲ့တန်ရောစင်တွေအစားဖုန်းတွေကအောင်မြင်မှုတွေကိုပဲမနာလိုဖြစ်တဲ့စိတ်တွေဝင်လာပါတယ် physical isolation များပြားလာခြင်းလူငယ်တွေဟာအခန်းထဲမှာပဲတယောက်တည်းတကြံ content နေကြည့်ရင်စိတ်သက်ကြတာ fear of missing out တွေခံစားလာရပါတယ်။တကြံဆိုတာကျွန်တော်တို့မြန်မာတွေအတွက်တော့ပြက်ကတင်ထဲကရက်ဆွဲတစ်ခုတည်းမဟုတ်ပါဘူး။အဲ့ဒါဟာအိမ်ပြန်ချိန်ဖြစ်တယ်လို့အမောဖြေချိန်လဲဖြစ်ပါတယ်။အရင်ခေတ်ကတကြံအကြောင်းသိချင်ရင်ရေဒီယိုနားထောင်ရတယ်။ဒါမှမဟုတ်လမ်းထွက်ကြည့်ရတယ်။ကိုခိတ်မှာတော့တကြံဟာကျွန်တော်တို့ရဲ့လက်ဖွားပေါ်ကဖုန်းမျက်နှာပြင်ထဲကိုအရင်ဆုံးရောက်လာပါတယ်အနာဂတ်မှာတကြံဆိုတာအပြင်ထွက်ပြီးယေရှုခံဆရာမလို့တော့ပဲဖုန်းထဲမှာတင်ရေပက်တဲ့ emoji လေးတွေ virtual water လေးတွေနဲ့ပဲပြီးဆုံးသွားမဲ့အနေရှိနေပါတယ်အချင်းချင်းယေရှုရွှဲအောင်ပက်ကြတဲ့အခါခံစားရတဲ့အိမ်မြမှုရေနံ့လိုအုပ်ကြီးရဲ့ရေမွန်းတန်တဲ့အစားအခါထဲမှာတယောက်တည်းဖုန်းပုတ်ရင်ရေမောနေတဲ့အထီးကျန်တကြံတွေဖြစ်လာပါလိမ့်မယ်ဒါဟာယူရရည်ကျဲမှုကိုတက်ရှိထင်ရှားရှိနေစေမဲ့အစားပြတ်တိုက်သေးကရုပ်ပုံကားချက်တစ်ခုလိုတက်မဲ့သွားစေတာမျိုးပါအရင်ကတကြံဆိုတာရက်ွက်ထဲမှာမုံလုံးရေပေါ်အတူလုံကြတယ်စတူဒီတာအတူကျွေးကြပါတယ်အချင်းချင်းရင်းနှီးမှုတိဆောက်ကြပါတယ်အခုတော့လူငယ်တွေဟာလက်တွေ့မှာစုံကြပေမဲ့တယောက်မျက်နှာတယောက်မကြည့်ပဲဖုန်းထဲမှာပဲအာယုံစိုက်နေကြပါတယ်တကယ်ပျော်ဖို့ထက်ပျော်နေပုံရအောင်ဓာတ်ပုံရိုက်ဖို့ကပိုအရေးကြီးလာတဲ့အခါမှာလူအချင်းချင်းနှွေးထွေးတဲ့ဆက်ဆံရေးဟာ digital အခင်းမှုအောက်မှာပျောက်ကွယ်သွားပါတော့မယ်လူငယ်တွေဟာ online မှာပတောက်ပုံလေးတွေတည်နေကြပေမဲ့ပတောက်ဆိုတာဘေးအချိန်မှပွင့်လဲဘလို့အတိတ်ပဲရှိတယ်လဲဆိုတာကိုလက်တွေ့မထိတွေ့ရတဲ့အတွက်မသိတော့ပါဘူးအတာစားတာတက်ကြီးပူဆိုတာစတဲ့လင်းနေတဲ့ယဉ်ကျေးမှုတွေဟာ short video 15စက္ကန့်စာအလှပြောက်ွက်တွေပဲဖြစ်သွားပါလိမ့်မယ်အနိတာရမပါတဲ့အခွန်တက်တဲ့ယဉ်ကျေးမှုဟာကြာလာရင်ရှေးဟောင်းတန်ရာတွေတစ်ခုလိုကိုယ်ပိုင်လက္ခဏာပျောက်ဆုံးသွားမှာအမှန်ပဲဖြစ်ပါတယ် digital အပေါ်မှာပဲအလွန်အကျွံအားကိုးလာတဲ့အခါကျွန်တော်တို့ရဲ့တကြားဟာကဘာလက်ခီးသွားတွေလာရောက်ခြင်းစရာ physical destination မဟုတ်တော့ပဲ online ကကြည့်လိုက်ရုံနဲ့တင်ဝသွားတဲ့အရာတစ်ခုဖြစ်သွားနိုင်ပါတယ်လက်တွေ့ဘဝမှာစင်နွဲတူမရှိတဲ့ပွဲတော်တစ်ခုဟာကဘာမြေပုံပေါ်ကနေတဖြည်းဖြည်းမင်းပိန်သွားပြီးတော့နောက်ဆုံးမှာတော့မတ်တန်းတိုက်ထဲမှာပဲကြံရစ်တော့မဲ့အဖြစ်မျိုးပါအဆိုးဆုံးကတော့လူငယ်တွေဟာတကြံကိုတပ်ပုံရိုက်စရာအခွင့်အရေးတစ်ခုထက်ပိုမမြင်တော့တာပါအရင်ကတကြံဆိုတာအညစ်အကြေးဆေးကြောတာတီးခန္ဓာမြဝေတာဆိုတဲ့စိတ်ပိုင်းဆိုင်ရာအနိတာရတွေရှိခဲ့ပါတယ်အခုတော့လူငယ်တန်းပေါင်းများစွာရဲ့စိတ်ထဲမှာကွမ်တန်ကောင်းကောင်းရဖို့ပထမရိုးရာကိုလေးစားဖို့ကဒုတိယဖြစ်သွားပါပြီဒါဟာယဉ်ကျေးမှုတစ်ခုကိုအသက်မပါတဲ့အလှပြရုပ်တစ်ခုလိုဖြစ်သွားစေတာမို့တကယ်ကိုကြောက်စရာကောင်းပါတယ်ဤပညာဆိုတာရိုးရာကိုမြင့်တင်ပေးဖို့ပဲဖြစ်တင်ပါတယ်
ဒါပေမဲ့အခုတော့နီးပညာကရိုးရာကိုဝါမျိုးဖို့ကြိုးစားနေတယ်လို့ပါပဲလူငယ်တွေလက်တွေ့ဘဝမှာရေစက်လက်နဲ့ပြန်လဲမဆုံစည်းကြဘူးဆိုရင်တနေ့မှာကျွန်တော်တို့ဟာဖန်သားပြင်ထဲကတကြံကိုငေးကြည့်ရင်လွမ်းဆွနေရမယ်မျိုးဆက်ဖြစ်သွားနိုင်ပါတယ်ဒါဟာတကယ့်ကိုတတိပေခေါင်းလောင်းတန်တစ်ခုပါပဲဒီအချက်ကိုကြည့်ပြီးလူငယ်တွေလက်တွေ့ဘဝမှာပူပြီးပါဝင်လာအောင်ဘယ်လိုဆွဲဆောင်တည်နေလို့ထင်ပါတယ်ခင်ဗျာဒါဟာရိုးရိုးလေးစိုးရင်ရတာထက်လူမျိုးတစ်မျိုးရဲ့ဝိညာဉ်ပျောက်ဆုံးသွားနိုင်တဲ့အန္တရာယ်အထိအစစ်မြင့်တဲ့အကြောက်တရားတစ်ခုပါအဖိုးအဘွားတွေကမြေးတွေကိုခေါင်းလျှော်ပေးတာကလေးတွေကလူကြီးတွေကိုကတော့တာစတဲ့လက်ဆင့်ကမ်းခြင်းတွေပျောက်ကွယ်သွားပါတယ်လူငယ်တွေကအွန်လိုင်းလောကထဲမှာပဲပျော်နေတဲ့အခါလူကြီးတွေနဲ့ထိတွေ့မှုနေသွားပြီးတော့မျိုးဆက်နှစ်ခုကြားကတရားကျိုးပဲ့သွားပါတော့တယ်နောင်10နှစ်အနည်း20ကြာလာတဲ့အခါတကြံရဲ့တကယ်ဒလိတွေကိုလက်တွေ့လုပ်ပြနိုင်သူမရှိတော့ပဲ YouTube ဗီဒီယိုဟောင်းတွေထဲမှာပဲရှာကြည့်ရတော့မယ့်အခြေအနေမျိုးရောက်သွားနိုင်ပါတယ်ကျွန်တော်တို့ဟာ digital ကျွန်းတွေဖြစ်သွားကြပြီးတော့ကိုယ့်ရဲ့အဖိုးတန်တဲ့ရိုးရာကိုဖုန်းမျက်နှာပြင်ပေါ်က pixel လေးတွေနဲ့လေးလေလိုက်တယ်လို့ဖြစ်နေပါတယ်တကြံရဲ့ဟာကိုယ့်ပေါ်ကိုတကယ်မဆူတော့ပဲစကရင်ပေါ်မှာပဲစူနေတွေ့တော့ကျွန်တော်တို့ရဲ့ယဉ်ကျေးမှုဟာအသက်ရှူရက်သွားဖို့နီးစပ်နေပါပြီဒါဟာရိုးရိုးစိုးရိမ်တာတဲ့ကျွန်တော်တို့ရဲ့ identity ကိုယ်ပိုင်လက္ခဏာတစ်ခုလုံးပျောက်ကွယ်သွားမှာကိုကြောက်ရတာပါဒီအခြေအနေတွေကိုပြောင်းလဲဖို့အတွက်လူငယ်တွေကိုလက်တွေ့ဘဝထဲပြန်ခေါ်လာနိုင်မဲ့နီလန်တစ်ခုခုရှိမယ်လို့ထင်ပါသလားယဉ်ကျေးမှုဆိုတာစောက်ထဲမှာကြံခဲ့ရင်မတည်ဘူးလူတွေရဲ့လက်တွေ့ဘဝထဲကပျောက်ကွယ်သွားမှတည်ဆုံးတာပါနီးပညာတွေဘလောက်ပဲတိုးတက်လာပါစေဖန်သားပြင်ပေါ်ကရေစက်တွေဟာတင့်ရဲ့ပူလောင်မှုကိုတကယ်အေးမြစေမှာမဟုတ်ပါဘူးအခုကျွန်တော်တို့စီမှာအခွင့်အရေးရှိပါသေးတယ်ဖုန်းကိုခဏချပြီးအပြင်ကရေစက်တွေကိုခံယူလိုက်ပါလူကြီးမိဘတွေကိုတကယ်သွားကတော့ပါမုံလုံးရေပေါ်ကိုကိုယ်တိုင်ပါဝင်လုံးလိုက်ပါကျွန်တော်တို့ရဲ့တရားဟာဒီဂျစ်တယ်နွန်ထဲမှာပျောက်ဆုံးသွားမဲ့ data တစ်ခုမဖြစ်ပါစေနဲ့လက်တွေ့ဘဝထဲမှာအသုံးဝင်နေတဲ့အမတ်တရားတစ်ခုအဖြစ်ပဲကြံရည်ပါစေအားလုံးပဲနေ့တိမှာစိတ်တစ်ကိုယ်တစ်နဲ့လက်တွေ့ဘဝရဲ့အေးမြမှုကိုခံစားနိုင်ကြပါစေအားလုံးပဲအစီအပြေကြပါစေခင်ဗျာ